ရွေးချယ်ခြင်းဘီတုကအမေရိကမှာရှိတဲ့ကျောင်းတစ်ကျောင်းအဲ့ဒီကျောင်းမှာတက်နေကြတဲ့ဆယ်ကျော်သက်ကောင်မလေးတွေကြားမှာနှကန်းနေဆိုတဲ့ယဉ်ကျေးမှုခေတ်စားကစားအချိန်အတန်းအားပြီဆိုတာနဲ့ကျောင်းသူတွေတန်းစင်ကန်းတွေကိုပြေးတယ်နှကန်းတွေအလူရဲ့ဆိုးကြတယ်ပြီးရင်နှကန်းတွေဆိုးရတဲ့ပါဇက်လေးတွေနဲ့တန်းစင်ကန်းတွေကကြီးမှန်အကြီးကြီးကိုနမ်းတယ်မှန်ပေါ်မှာနှကန်းရတွေခြံကြတယ်တန့်ရှင်ဝန်ထမ်းတွေခမများမှန်ပေါ်ကနှကန်းရတွေကိုတုပ်ဖို့အလုပ်တစ်ခုပို့လာရောအဲ့လိုမလုပ်ကြဘူးကျောင်းသူတွေကိုဆရာမဆုံးမတယ်ထုံးစံအတိုင်းပဲဘယ်သူမှနားမထောင်ကြအောင်ဒါနဲ့ကျောင်းသူတွေကိုဆရာမကတန်းစင်ကန်းနဲ့ခေါ်သွားတယ်မှန်ပေါ်မှာပေနေတဲ့နှကန်းတွေကိုတုပ်ရတာလွယ်တာမဟုတ်ဘူးဆရာမကကျောင်းသူတွေကိုပြောပြတယ်ပြီးတဲ့အခါဘေးမှာရှိတဲ့တန့်ရှင်ဝန်ထမ်းကိုပြောတယ်တန့်ရှင်လုပ်ရတာဘယ်လောက်ခက်တယ်လဲသူတို့သိအောင်ပြလိုက်ပါတန့်ရှင်ဝန်ထမ်းကျန်းတိုက်တို့ကိုယူတယ်ဒုတ်ထိတ်ကိုအင်တာဦးရဲနှစ်လိုက်တယ်ပါလာတဲ့အင်တာရည်တွေကိုညှစ်ချတယ်ပြီးတော့မှအဲ့ဒီတုံးနဲ့မှန်ကိုတိုက်ပြတယ်ပြီးတဲ့အခါကျန်းတိုက်တို့ကိုအင်တာရည်နဲ့ထပ်ဆွတ်တယ်မှန်ကိုထပ်တိုက်တယ်အိန္ဒိယစပြီးမှန်ပေါ်မှာနှကန်းတွေမတွေ့ရတော့ရွေးချယ်ခြင်းပြီးတုကဆိုတာအဲ့ဒါပဲကိုဖြစ်ချင်တာဖြစ်ဖို့သူများတွေကိုအတင်းတိုက်တွန်းနေကြမလို့သူတို့မှာကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်ဆိုတာကိုလက်ခံရမယ်ဒါပေမဲ့ကိုလိုချင်တဲ့ဟာကိုသူတို့ရွေးဖို့တိုက်တွန်းပေးလို့ရတယ်စောစောကအကြောင်းသူလေးတွေမှောင်နှကန်းနဲ့ထက်နှန်းခြင်းနန်းခွင့်ရှိသေးတယ်ဒါပေမဲ့သူတို့နန်းနေတဲ့မှန်ကိုအိမ်သာအိုးတွေကရင်နဲ့ဆေးတယ်ဆိုတာအခုသိသွားကြပြီမှန်ကိုဘယ်သူမှမနှမ်းချင်တော့ဒီကျောင်းသူတွေရဲ့ရွေးချယ်ခွင့်ကိုပိတ်ပင်လိုက်တာမဟုတ်ဘူးသူတို့လှုပ်ချင်တာဆက်လုပ်လို့ရသေးတယ်ဒါပေမဲ့ဆီယာမဘက်ကတိဆောက်ပေးလိုက်တဲ့ရွေးချယ်ခြင်းဘီတုကကြောင့်ကျောင်းသူတွေအတွက်ရွေးစရာလွယ်သွားတယ်အဆောက်အုံတစ်ခုရဲ့ဘီတုကပုံစံအဲ့ဒီအဆောက်အုံတွေကိုဝန်ထွက်သွားလာနေတဲ့သူတွေရဲ့သွားပုံလာပုံကိုပြောင်းလဲစေနိုင်တယ်မဟုတ်လားရွေးချယ်ခြင်းဘီတုကဆိုတာလေအဲ့ဒီသဘောပါပဲဒါကိုနားလဲရင်လူတွေကိုအတင်းကြီးလိုက်ပြောနေစရာမလိုတော့ဘူးလန်ဒန်မှာရှိတဲ့ဓာတ်ပုံပြတိုက် National Portrait Gallery မှာပြဿနာတစ်ခုဖြစ်နေတယ်ပြတိုက်ကိုလာကြည့်တဲ့သူတွေထဲမှာအပေါ်ထက်ကိုတက်ကြည့်တဲ့သူကမရှိသလောက်ရှားတယ်ညီတက်မှာပဲလူတွေပြည့်နေတယ်လူတွေကလှေကားတက်ရမှာပြင်းလို့ပြတိုက်ရဲ့အုတ်ချုပ်သူတွေကအမေရိကမှာရှိတဲ့ Guggenheim ပြတိုက်ရဲ့ဒီဇိုင်းကိုအတူယူဖို့ဆုံးဖြတ်လိုက်တယ်ပြတိုက်ဝင်ပေါက်ကိုနေရာပြောင်းလိုက်တယ်ဝင်ပေါက်ဝင်ချင်းနေရာမှာဆက်လီကအကြီးကြီးတစ်ခုတက်တယ်ဆက်လီကနဲ့တက်လိုက်သွားရင်အပေါ်ဆုံးတက်ကိုရောက်မယ်ပြကန်းရဲ့အဓိကပြကွက်တွေအားလုံးကိုအပေါ်ဆုံးတက်ကိုပို့လိုက်တယ်အကြီးတဲ့သူတွေအပေါ်ဆုံးတက်ကိုအရင်ရောက်တယ်ပြီးတော့မှအောက်ကိုတစ်ထက်ချင်းပြန်ဆင်းတစ်ထက်ချင်းဝင်ကြည့်ကြတယ်လေကားတက်စရာမလိုတော့လေကားနဲ့ပြန်ဆင်းရုံပဲဒါရွေးချယ်ခြင်းပြီးသူကရဲ့အကောင်းဆုံးဥပမာတစ်ခုပေါ့အင်္ဂလန်ရဲ့ကန့်ပြည်နယ်မှာရှိတဲ့ရွာတစ်ခုမှာအမိုက်ပစ်တဲ့သူတွေကြောင့်အခက်တွေ့နေရတယ်တကြားလုံးကုန်တွေအေးအေးဘူးခွန်နေလမ်းမမှာပြန့်ကျင်